China တခါကစစ်ပွဲတစ်ပွဲကိုမူရစ်စင်ကိုတားဆီးဖို့ကြိုးစားရင်းရှုံးနိမ့်ခဲ့ပူတယ်19ရာစုအတွင်းမှာဗြိတိန်နိုင်ငံဟာပြဿနာတစ်ခုနဲ့ကြုံတွေ့နေခဲ့တဲ့သူတို့ဟာတရုတ်လက်ဖက်ရည်ကိုအလွန်ဆွဲလန်းနေခဲ့ပေမဲ့တရုတ်ဘက်ကတော့အနောက်နိုင်ငံတွေထံမှငွေကြေးစောတော်များတာလိုချင်ခဲ့တဲ့တစ်ခွက်ချင်းတောက်တောက်နဲ့ဗြိတိန်အင်ပါယာရဲ့ငွေကြေးတွေလျော့နှဲလာခဲ့တဲ့အဲ့ဒီဆုံးရှုံးမှုကိုရပ်တန့်ဖို့ဗြိတိန်ဟာထုတ်ကုန်အသစ်မရှာခဲ့ဘူးအစိတ်တစ်မျိုးကိုရှာခဲ့တယ်အိန္ဒိယကနေအော်ပီယန်ကိုတရုတ်နိုင်ငံထဲသို့လှုပ်ဝက်စွာခိုးဝင်ရောက်ချခဲ့တဲ့1839ခုနှစ်ရောက်တဲ့အခါလူတန်းပေါင်းများစွာမူရစ်ဆွဲလန်းမှုတဲ့ပိတ်မိနေခဲ့ပြီးငွေကြေးတွေဟာပြန်လည်ပြည်တိမ်ဘက်ကိုစီးဆင်းသွားခဲ့တဲ့ခွင်ကအင်ပါယာ၏ဘုရင်ကသူ့အင်ပါယာတွင်းပိုင်းပုတ်တိုးနေကြောင်းမြင်တွေ့ခဲ့တဲ့သူဟာအော်ပီယန်တက်တာ2000ကိုတင်ဆက်ပြီးပင်လယ်ထဲသို့ပြစ်ချဖျက်ဆီးလိုက်တဲ့သူထင်ခဲ့တာကသူ့လူမျိုးကိုကာကွယ်နေတယ်လို့ဒါပေမဲ့သူမသိခဲ့တာကအဲ့ဒီလောက်ရက်ကဗြိတိန်ကိုအင်အားသုံးဆွဲဖို့အကြောင်းပြချက်တစ်ခုပေးလိုက်တာပဲဖြစ်ခဲ့တဲ့ဗြိတိန်ရဲ့တုံ့ပြန်မှုကစနစ်တကျဖြစ်ခဲ့တဲ့သူတို့ဟာတန်နယ်စတင်စစ်တင်မော Nemesis ကိုပို့လိုက်တဲ့ရိုးရာလက်နက်များနဲ့မထိခိုက်နိုင်တဲ့တင်မောတရုတ်ရည်တပ်ဟာသူတို့ခေါ်တဲ့နက်ဆိုတင်မောများကိုမရှင်းနိုင်ခဲ့ဘူးရာစုနှစ်များကြာအာဏာကြီးခဲ့တဲ့အလဲအင်ပါယာဟာပထမဆုံးအကြိမ်လုံးဝမကာကွယ်နိုင်တော့ခဲ့ဘူးနောက်ဆုံးမှာတရုတ်ဟာနန်းချင်းစာချုပ်ကိုလက်မှတ်ရေးထိုးဖို့အတင်းအကျပ်ဖြစ်ခဲ့တယ်ဟောင်ကောင်ကိုလက်လွတ်ရပြီးဖျက်ဆီးလိုက်တဲ့အော်ပီယန်အတွက်တောင်ဗြိတိန်ကိုပေးချေရန်တာဝန်ယူရခဲ့တဲ့ဒီရှုံးနိမ့်မှုဟာစစ်ပွဲတစ်ခုသာမပြီးဆုံးစေခဲ့ဘူးအဆက်ကာလတရာကိုဖွင့်လှစ်လိုက်ခဲ့တဲ့ပင်လယ်စာငတ်မှုခေါင်းပါမှုများတော်လှန်ရေးများပြည်တွင်းစစ်များလူတန်းပေါင်းများစွာအသက်ဆုံးရှုံးခဲ့ရတယ်။ငကားဟာတိုက်ပွဲတစ်ခုမှမလဲကျခဲ့ဘူးဒါဟာစနစ်တကျဖြိုခွဲခံခဲ့ရတာပဲဖြစ်တယ်ဒီလိုတမိုင်းနောက်ွယ်ကအမှန်တရားတွေစိတ်ဝင်စားရင်လိုက်လုပ်ပြီး follow လုပ်ထားပါ Story Spirit Myanmar နဲ့အတူနောက်ထပ်စိတ်လှုပ်ရှားဖွယ်အကြောင်းအရာတွေကိုဆက်လက်တင်ဆက်ပေးသွားမယ်။